ဦးလမင်းရဲ့ဝိညာဉ်ဝက်ကင်ကိုတော့ဝယ်တဲ့တည်င်းရှင်ဒီအဖြစ်ပြက်ကဒီနေ့73ရက်နေ့3လပိုင်း2025ထိုင်းနိုင်ငံဦးတွန်ဌာနီမှာဖြစ်သွားခဲ့တဲ့ဦးလမင်းကထိုင်းရောက်ရွှေ့ပြောင်းမြန်မာအလုပ်သမားဖြစ်တယ်ရှင်ဦးလမင်းရဲ့အသက်က53ဦးလမင်းကဒီအငါးတက်ခန်းထဲမှာတယောက်ထဲငားနေတယ်ဒီနေ့နက်မှာအဲ့ဒီအငါးတက်ခန်းမှာငားနေတဲ့သူတွေကဦးလမင်းအခန်းဘေးမှာအခန်းငားနေတဲ့သူတွေကဦးလမင်းရဲ့အခန်းထဲကနေပုတ်စော်အနံ့ရလို့ရဲကိုဖုံးဆက်အကြောင်းကြားလိုက်တဲ့ရဲနဲ့ကဲဆေးတွေလည်းလာကြည့်ပြီးဦးလမင်းရဲ့အခန်းတစ်ခါကိုဖွင့်ကြည့်လိုက်တယ်ရှင်ဖွင့်ကြည့်တော့ဦးလမင်းကအခန်းထဲမှာဆုံးသွားပြီပြီးတော့အလောင်းကပုတ်နေပြီတဲ့ရှင်ရဲတုံတက်ချက်ကတော့ဦးလမင်းဆုံးသွားတာအနည်းဆုံး9ရက်လောက်ရှိသွားပြီအလောင်းကိုပေါ်မှာတော့ထိခိုက်ဒဏ်ရာတွေမရှိဘူးပြီးတော့အခန်းထဲမှာလည်းတက်ခိုက်ထားရတွေမရှိဘူးပစ္စည်းကသူ့နေရာနဲ့သူစနစ်တကျရှိနေတော့ပဲဒါပေမဲ့ဦးလမင်းရဲ့အလောင်းဘေးနားမှာဒီယူစေးလေးလုံးတွေ့ရရှင်အလောင်းပုတ်ပြီးအလောင်းကဘယ်လောက်ထိနံလဲဆိုတော့အလောင်းတော့ကောက်တဲ့ကယ်ဆေးတွေကပုံထက်ကတွေ့တဲ့အတိုင်းနှာခေါင်းတွေပိတ်ထားကြရတဲ့အထီးဖြစ်တဲ့တရှင်တချို့ဆိုလဲအန်တယ်လို့ပြောကြတယ်ဦးလမင်းရဲ့အခန်းနှစ်ပတ်က143ရဲနဲ့တဝန်ရှိတယ်ဦးလမင်းရဲ့အလောင်းကိုကောက်နေတဲ့အချိန်မှာဦးလမင်းငားနေတဲ့အငါးတက်ခန့်ရဲ့အလောက်တမဝန်ထမ်းဦးလေးကဦးလမင်းဆုံးသွားပြီပေါ့ကြီးခဲ့တဲ့2ရက်လောက်တုန်းကမှဦးလမင်းကဝက်ကင်တော့ဝယ်လာတာတက်ခန့်ရှိမှတွေးခဲ့တဲ့ဦးလမင်းကကောက်ညင်းတထုံနဲ့ဝက်ကင်2ချောင်း3ချောင်းပဲဝယ်ခဲ့လို့ကျွန်တော်ကဦးလမင်းကိုဝါပါမလားဘလို့နည်းနည်းပဲဝယ်တာလဲကျွန်တော်ဦးလမင်းကိုအဲ့လိုမျိုးမေးခဲ့တယ်ဒါပေမဲ့ဦးလမင်းကဘာမှပြန်မပြောပဲကျွန်တော်ကိုပြုံးပြပြီးသွားလိုက်တယ်လို့ခံရဦးလေးကပြောခဲ့တယ်ရှင်ပြီးတော့ဦးလေးကပြောတဲ့ဦးလမင်းကအခန်းထဲကိုလမ်းလျှောက်ဝင်သွားတော့အဲ့ဒီအချိန်ပုံနဲ့နေရခဲ့တယ်ဒါပေမဲ့ဘာမှမစင်စားခဲ့ဘူးအမိုက်ကအမိုက်လာကောက်ခဲ့တာထင်ပြီးဘာမှမတွေးခဲ့ဘူးလို့အငါတက်ခန်းဆောက်တဲ့ဦးလေးကပြောခဲ့တယ်ရှင်ဦးလေးပြောတာကတော့ဦးလမင်းကိုတွေးခဲ့တာ2ရက်ပဲရှိသေးတယ်ပြီးခဲ့တဲ့2ရက်တုန်းကမှလို့ပြောပေမဲ့ရဲတုံးတက်ချက်ကတော့ဦးလမင်းဆုံးသွားတာအနည်းဆုံး9ရက်လောက်ရှိသွားပြီလို့ပြောတယ်ရှင်တော့မဟုတ်ရင်အလောင်းကအဲ့လောက်ထိမပုတ်သေးဘူးအဲ့လိုမျိုးဆိုအဲ့ဒီဦးလေးတွေးခဲ့တဲ့ဦးလမင်းကဆုံးသွားပြီးဝိညာဉ်ဖြစ်တဲ့နေမှာရှင်ဦးလမင်းဆုံးသွားတဲ့အကြောင်းရင်းကတော့ကျမ်းမာရေးကြောင့်ဒါမှမဟုတ်အဲ့ဒီယူဆေးတွေစားလို့ဆေးလွန်ပြီးဆုံးသွားတာပဲဖြစ်မယ်တဲ့ရှင်ဦးလမင်းမှာနှလုံးရောဂါရှိရဲ့အဲ့လိုမျိုးဆေးတွေတော့စားတော့ရှော့ပြီးအဲ့လိုမျိုးဆုံးသွားတာလည်းဖြစ်နိုင်ချေရှိတယ်လို့သုံးသပ်ထားတယ်ရှင်မိသားစုဝင်နဲ့ထက်တူဝမ်းနေပါတယ်ရှင်ဦးလမင်းကောင်းရပုံပွားရောက်ပါစေလို့ဆုတောင်းပေးပါတယ်ရှင်ဒီလိုမျိုးအသက်ကြီးနေပြီဒါမဲ့သူများနိုင်ငံမှာရှာစားနေရတော့ပဲမိသားစုဝင်ကိုရှာကျွေးနေရတော့ပဲတယောက်ထဲနေတာဆိုတော့ဆုံးသွားလဲပဲသူကမှမတွေ့ဘူးမသိဘူးဒီလိုမျိုးတွေ့တော့အញ្ញံတနာတယ်ရှင်မိသားစုဝင်တွေဆွေမျိုးတွေရှိလာတော့မသိဘူးရှင်တည်င်းထဲမှာတော့ဦးလမင်းနဲ့ပတ်သက်တဲ့အခြားအချက်လက်တွေတော့မသိရဘူး